စိတ်ထဲကဒါစီထားခြင်းမေးမိတယ်လေတခိုးရင်နဲ့ဆွဲလာမိတာဒီရှမ်းလေးအိမ်မချိုလေးလက်တွေ့ဖြစ်ခြင်းသေးတယ်ဝင်ပြောဖို့ခက်နေပြန်ပြီပေါ့ကွယ်ရင်နဲ့ကအချစ်ဟာရောတာမင်းလေးတည်နိုင်မလားကွယ်နောင်ဘေးနောင်နောင်ဘေးနောင်ရှမ်းတို့ရိုးရအောင်စီတန်တတိယမလားမေမလားမေလိုက်ခြင်းနဲ့နောင်ဘေးနောင်နောင်ဘေးနောင်ရင်ခုန်တန်လေးဖြစ်နေတဲ့နောင်ပြန်တွေ့တော့မမီအောင်လားချစ်ခဲ့မိတဲ့သူရဲ့ရှမ်းတို့အလားမြင်မြင်ပါစေတောင်ကြီးအင်းလေးပင်တရားအရောက်ပို့ပေးမယ်ယနေ့ကမင်းအတွက်စေတနာစိတ်တွေရဲ့ကုန်နိုင်အောင်မလားကိုယနေ့ကတေတခိုးလေးချစ်နေသူလေးရဲ့ရှမ်းပဲဘုံလေးစားဖို့ကရမေမတော်နဲ့အနေဝေးနေလဲအမတ်တရားရှိလေအောင်မယ်ပြန်တော်မှလွမ်းလို့ကြံနေရဲ့ကိုရင်တွေကတို့တလုံးမဲ့တတိတရားရှိကနေအောင်မယ်နောင်ဘေးနောင်နောင်ဘေးနောင်ရှမ်းတို့ရိုးရအောင်စီတန်တတိယမလားမေမလားမေးလိုက်ခြင်းနဲ့နောင်ဘေးနောင်နောင်ဘေးနောင်ရင်ခုန်တန်လေးဖြစ်နေတဲ့နောင်ပြန်တွေ့တော့မမီအောင်လားချစ်ခဲ့မိတဲ့သူရဲ့ခုန်တန်လေးဖြစ်နေတဲ့နောင်ပြန်တွေ့တော့မမီအောင်လားဝေးရကချက်တဲ့သူရဲ့နောင်ဘေးနောင်နောင်ဘေးနောင်ရှမ်းတို့ရိုးရအောင်စီတန်တရိယမလားမေမလားမေးလိုက်ခြင်းနဲ့နောင်ဘေးနောင်နောင်ဘေးနောင်ရင်ခုန်တန်လေးဖြစ်နေတဲ့နောင်ပြန်တွေ့တော့မမီအောင်လားချစ်ခဲ့မိတဲ့သူရဲ့ရှမ်းတို့ရိုးရအောင်စီတန်တရိယမ